ကံကိုဖယ်ရှားနိဗ္ဗာန်သွားတန်တရားခရီးသွားနေတဲ့အချိန်မှာတော့ကံကောင်းအောင်ကြိုးစားဖို့လိုတယ်ပေါ့နိဗ္ဗာန်ရောက်ဖို့ကြတော့ကံဟူသမျှကိုဖယ်ရှားနိုင်မှနိဗ္ဗာန်ဆိုတာရောက်တယ်ဒါမို့နိဗ္ဗာန်သွားဖို့ကြတော့ကံကိုဖယ်ရှားရမှာဖြစ်တယ်တန်တရားခရီးထဲမှာနေတဲ့အခါကျတော့ကံကောင်းအောင်ကြိုးစားကြကံကောင်းအောင်ဘယ်ပုံကြိုးစားရသလဲဆိုတာမင်းညကရဗုဒ္ဓရဲ့ဆုံးမတိုင်းဟောကြားရှင်းလင်းပြီးကံဆိုတာကံဆိုးကံကောင်းနှမျိုးရှိတဲ့အထက်မှာမြတ်စွာဘုရားကံလေးမျိုးခွဲခြားဟောထားတာကိုမှတ်သားထားဖို့အဲ့ဒီကံနဲ့ပတ်သက်လာပြီးတော့ကံဆိုးကိုအမဲကံကောင်းကိုအဖြူဆိုတဲ့အနေနဲ့မြတ်စွာဘုရားဟောထားတဲ့သုတ်တံရှိကဏ္ဏဝိပါကကဏ္ဏဆိုတာအမဲအညစ်မဲနဲ့တဲ့အရာကိုကဏ္ဏလို့ခေါ်ကဏ္ဏဝိပါကမဲညစ်တဲ့အကျိုးရှိတယ်ကံတရားတစ်ခုဟာကိုယ်တိုင်ကလည်းဖြူစင်မှုမရှိတဲ့အပြင်အကျိုးတရားကိုထုတ်လုပ်တဲ့အခါမှာမဲညစ်တဲ့အကျိုးကိုထုတ်လုပ်တယ်အဲ့ဒီကံမျိုးကိုလုံးမိတဲ့ပုဂ္ဂိုလ်တယောက်ဟာတန်တရားထဲမှာအရှင်းရဲဆုံးဖြစ်တဲ့ငရဲဘုံကိုရောက်သွားတယ်ဒါကြောင့်မို့ကံတရားဆိုတာတရားတွေကိုထို့ဘဝသို့ဆောင်ကျင်းနေတာပဲဖြစ်တယ်တော့တန်တရားခရီးသွားတဲ့အခါမှာကဏ္ဏဝိပါကလို့ခေါ်မဲညစ်ပြီးတော့ကိုယ်တိုင်ကမဲညစ်ပြီးတော့မဲညစ်တဲ့အကျိုးတော့မဟုတ်ဖြူစင်မှုကင်းပြီးတော့ဖြူစင်မှုမရှိတဲ့ဆိုးချိုးကိုပေးတတ်တဲ့ကံမျိုးကိုမလုံးမိအောင်တတိထားကြရတယ်အဲ့ဒါလုံးမိပြီဆိုရင်တော့ဆိုးချိုးဟာဘယ်မှာပေးတတ်တယ်လဲဆိုရင်ငရဲဘုံမှာဆိုးချိုးပေးတတ်တယ်တကယ်ဆင်းရဲဒုက္ခအတီးနဲ့ငရဲကိုခံရငရဲဟာအကြီးမားဆုံးဆင်းရဲဒုက္ခဖြစ်ပေါ်ရနေရဖြစ်ပြီငရဲတဲ့နည်းနည်းတက်တန်တာကြတော့တိရစ္ဆာန်ဘုံဆိုတာဒီကနေ့စဉ်းစားကြည့်ပေါ့တမားအဖြစ်ကြည့်မယ်ဆိုရင်တော့တိရစ္ဆာန်တွေဟာအလုံးမလုံးဖက်နဲ့စားတော့နေရတယ်လို့လူတွေကထင်ကောင်းထင်တယ်သို့တော့တိရစ္ဆာန်တွေရဲ့ဘဝဟာလုံးဝမလုံခြုံမှုမရှိဘူးဆိုတာလူတွေနဲ့နီးစပ်တဲ့တရားတွေဆိုလို့ရှိရင်တိရစ္ဆာန်တွေဟာတပ်ဖြတ်ခြင်းခံနေကြရတာအလုံးမျက်မြင်ကိုယ်တွေ့ပဲကြက်တွေဝက်တွေကြည့်အများတန်းတပ်ဖြတ်ခံနေရဘယ်သူကနေပြီးတော့ဟဲ့မတတ်ကြနဲ့လို့ဘယ်သူကကာကွယ်ပေးဘယ်သူကမှကာကွယ်မပေးဘူးတရားဥပဒေရဲ့ကာကွယ်မှုရောရရလားမရဘူးနော်ကြက်တွေငှက်တွေတိရစ္ဆာန်တွေရဲ့ဘုံဘဝဟာဘာဥပဒေရဲ့ကာကွယ်မှမရှိဘူးလူတယောက်ကိုတတ်မယ်ဆိုရင်ဥပဒေကကာကွယ်သေးတယ်လေတိရစ္ဆာန်ဘဝမှာဆိုလို့ရှိရင်ကြက်တတ်တာတို့ဝက်တတ်တာတို့စိတ်တတ်တာတို့နွားတတ်တာတို့ဆိုတာဥရိယကာဝယ်မပေးဘူးဖြစ်တယ်တော့တိရစ္ဆာန်တွေဘဝဟာလည်းပဲငရဲနဲ့စာရင်တော့တတ်တာသလိုရှိတော့လေဆင်းရဲတယ်မြတ်စွာဘုရားကတိရစ္ဆာန်ရဲ့ဘုံဘဝကိုတရုပ်ဖို့ဟောကြားထားတဲ့စကားလုံးလေးနှလုံးကိုမှတ်သားကြည့်အညမညခာတိကာအညမညခာရိကာဆိုတာအချင်းချင်းတပ်ပြတ်စားတောင်းနေတဲ့ဘဝဟုတ်မို့စဉ်းစားကြည့်တိရစ္ဆာန်တွေဆိုတာတကောင်းတပ်ဖြတ်သားစားနေကြတာသမင်းတရေဆိုတဲ့အကောင်တွေကြားတို့ချင်းသေးတို့ကချက်တစ်တို့ကတပ်ဖြတ်စားတော့ရေထဲကြမိချောင်းတွေကတပ်ဖြတ်စားတော့ငါချင်းစားဖားချင်းစားဖားနဲ့မွေနဲ့နော်ဖားမွေကိုမွေကဖားကိုစားတော်ရည်အချင်းချင်းတပ်ဖြတ်စားတော့နေကြဘယ်သူကကာဝယ်ပေးတော့ပေးတယ်ကိုယ့်ကိုလွတ်အောင်ပြေးနိုင်ရင်ပြေးမပြေးနိုင်ရင်စားခံတိရစ္ဆာန်ဘဝတွေကိုစဉ်းစားကြည့်ကိုချင်းစာကြည့်
ဒုပ္ပလခါရိကာအားမရှိတဲ့အကောင်ကိုအားချီးမားတဲ့အကောင်ကစားနေသမင်တရားလေးတွေပြေးဖို့လွှားဖို့လောက်ပဲသူတို့မှရှိတယ်ဘာမှပြန်လေခုခံနိုင်စွမ်းမရှိဘူးအဲ့တော့သူတို့မှခုခံနိုင်စွမ်းမရှိတဲ့တရားလေးတွေဟာအားမရှိတဲ့တရားအဲ့ဒီအားမရှိတဲ့တရားတွေကိုအားကောင်းတဲ့တရားတွေကတပ်ဖြတ်စားတော့နေကြတယ်အသေးအဖွဲတွေဆိုလဲကြည်အောင်မလားလူတွေအိမ်သားမှာနေကြတဲ့ထက်ကမှာအိမ်မြောင်လေးတွေကပိုးကောင်လေးတွေသတ်စားတယ်နော်ပုတ်တင်တွေကနေပြီးတော့ပိုးကောင်တွေသတ်စားတယ်အကောင်ကြီးရင်ကြီးသလိုငယ်ရင်ငယ်သလိုအန္တရာယ်တွေရှိနေကြတာကြီးပဲဘယ်တရားမှအန္တရာယ်မကင်းဘူးဒါကြောင့်မို့မြတ်စွာဘုရားတိရစ္ဆာန်လောကကြီးကိုအညမေညခါရိကဒုဗ္ဗလခါရိကအချင်းချင်းတပ်ပြတ်စားတာကိုခံရတယ်အားရှိတဲ့အကောင်ကအားမရှိတဲ့အကောင်အနိုင်ကျင့်တပ်ဖြတ်စားနေတဲ့ဘုံဘဝလို့ဆိုဟောတချို့တရားတွေသာလူတွေကမွေးထားပြီးတော့တတ်စားတာမရှိဘူးဓမ္မနိုင်ငံမှာဆိုရင်လူတွေကခွေးတွေမွေးထားပြီးကျွေးထားကြဟိုဘက်ရောက်သွားလို့ရှိရင်တတ်စားခံရပြန်နော်အဲ့တော့ဘယ်ကောင်မှလွတ်တယ်လို့မရှိဘူးဒါကြောင့်မို့ငရဲပြည့်ရင်တော့တိရစ္ဆာန်ဘဝဟာဒုက္ခရောက်တဲ့ဘဝတစ်ခုပဲငရဲတဲ့နည်းနည်းတက်တာကပြိတ္တာဘဝစားရမယ်တောင်းရမယ်ဖြစ်တော်လည်းပဲလိုက်လံတက်ဖြတ်စားရတော့မခံရဘူးစားရမယ်တောင်းရမယ်ပင်ပင်ပန်းပန်းဆင်းရဲရှားပွေစားတော့ရတဲ့ဘုံဘဝငါချင်နိုင်ငါပြတ်ချင်နိုင်ပြတ်စားစရာဆိုလို့ဘာမှမရှိတဲ့ဘုံဘဝမျိုးပြိတ္တာဘဝဆိုတာလေဆိုးရတဲ့ဘဝပဲအဲ့တော့ငရဲတိရစ္ဆာန်ပြိတ္တာလို့ဆိုတဲ့ဒီဘုံဘဝတွေရောက်ကြတာဘာကြောင့်ရောက်ကြလဲလို့ဆိုရင်ကဏ္ဍဆိုမဲညစ်တဲ့အကုသိုလ်ကံတွေလုပ်လို့ကဏ္ဍဝိပါကမဲညစ်တဲ့အကျိုးကိုခံစားရတာလို့သက်စွာများဒီလိုခေါ်တယ်အဲ့တော့တန်တရားခရီးသွားနေတဲ့အချိန်မှာဒီလိုကံမျိုးတွေရှောင်နိုင်ရင်ရှောင်မရှောင်နိုင်လို့လုံးမိပြီဆိုရင်တော့32ပုံထဲမှာဆင်းရဲဆုံးပုံတွေကိုရောက်သွားနိုင်တယ်ပေါ့နောက်တစ်ခုကျတော့မြတ်စွာဘုရားကဒုတိယအမျိုးအစားကိုပါဟောသုက္ကဝိပါကသုက္ကဆိုတာတဘာဝအဖြစ်ဖြူစင်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတယ်ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ကမ္မထဘာဝနာပွားများတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုဟာဖြူစင်လို့သုက္ကလို့ခေါ်တယ်ဖြူစင်တဲ့အကျိုးကိုပေးထက်လို့သုက္ကဝိပါကလို့မြတ်စွာဘုရားဒီလိုခေါ်တယ်အဲ့တော့သုက္ကဝိပါကလို့ဆိုတဲ့သုက္ကဝိပါကဖြူစင်ကောင်းမြတ်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတတ်တဲ့ကုသိုလ်ကောင်းမှုမျိုးတွေဟာလူတွေမှာချမ်းသာဒုက္ခရရဖြစ်တဲ့လူဘုံတို့ချမ်းသာဒုက္ခရတဲ့နတ်ဘုံတို့နောက်ဆုံးမှာအချမ်းသာဆုံးဘုံဆိုတာအဘဒရဗြဟ္မဘုံတို့ဒီလိုဆိုတယ်နော်ဗြဟ္မဘုံမှာဆင်းရဲဒုက္ခလုံးဝမရှိတဲ့ဘုံသုက္ကဝိပါကဆိုတဲ့အမြဲတမ်းဖြူစင်တဲ့တန့်စင်ဖြူဖွေးတဲ့ကုသိုလ်ကံကိုအကျိုးကိုခံစားရတာတော့တကယ်ကတော့ဗြဟ္မဘုံပဲလို့ဆိုလို့တယ်ပေါ့အဲ့တော့ဗြဟ္မဘုံရောက်ဖို့ဆိုတာတပ္ပထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဇံရမှဗြဟ္မပြည်ကိုရောက်တယ်ဇံဆိုတဲ့ကုသိုလ်ကောင်းမှုကိုပဲဒီနေရာမှာဖြူစင်တဲ့ကုသိုလ်ကောင်းမှုဖြစ်မှတ်သားထားသို့တော်လည်းပဲနတ်ပြည်တို့ဗြဟ္မပြည်တို့ချမ်းသာဒုက္ခများတဲ့နေရာတွေဟာသုက္ကဝိပါကလို့ဆိုလို့ရနောက်တတိယအမျိုးအစားကြတော့ဘာလို့ဆိုရင်အဖြူနဲ့အမဲရောနေပြီးတော့ကဏ္ဍသုက္ကဝိပါကကဏ္ဍသုက္ကဆိုတာအမဲနဲ့အဖြူရောနေပြီးအမြဲနဲ့အဖြူရောပြီးတော့အကျိုးပေးတယ်ဆိုလိုတာအဆိုးနဲ့အကောင်းဆင်းရဲနဲ့ချမ်းသာနှစ်ခုရောထွေးနေတဲ့ဘုံဘဝမျိုးဆိုဘယ်သူဘယ်နေရာတွေတုန်းဆိုဖ
ုန်းကြီးတို့အခုတည်းရနေတဲ့လူဘုံလူဘဝပဲဖြစ်တယ်ပေါ့လူဘဝဟာစဉ်းစားကြည့်ချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲလူတွေဟာချမ်းသာကြည့်နေကြတာမဟုတ်ဘူးလူဘဝမှာဒုက္ခဖြစ်တဲ့အခါရှိပစ္စည်းဥစ္စာချမ်းသာတာကိုပြောတာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့ပစ္စည်းဥစ္စာချမ်းသာတာမချမ်းသာတဲ့လူခန္ဓာကိုယ်မှာချမ်းသာတဲ့အခါချမ်းသာတယ်မချမ်းသာတဲ့အခါမချမ်းစိတ်ချမ်းသာမှုရတဲ့အခါရတယ်မချမ်းသာတဲ့အခါမချမ်းလူတွေမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဆိုတာဒုက္ခဒုက္ခဆိုတာတလဲစီလို့ဂျုံတွေ့နေရတယ်လောကရန်ရဲ့ကြည်စားရဖြစ်တဲ့ဘုံဘဝဖြစ်လို့လူဘုံဟာအဖြူအမဲကုသိုလ်အကုသိုလ်ရောထွေးပြီးတော့လှုပ်ထားလို့ကုသိုလ်အကုသိုလ်ရဲ့အကျိုးနှမျိုးလုံးပေးတဲ့ပုံမျိုးလို့သူတို့ဆိုတယ်ဟောဒုဘဝဒါကြောင့်မို့လို့ချမ်းသာတယ်လဲဆင်းရဲတယ်လဲဖြစ်ကြနောက်နံပါတ်၄အမျိုးအစားကြတော့ဘာလို့ဆိုရင်အကန္နအတုက္ခအကန္နအတုက္ခ negative နဲ့အကန္နအတုက္ခဆိုတာမဲလဲမဲတာမဟုတ်ဖြူလဲဖြူတာမဟုတ်ဘူးအကန္နအတုက္ခဝိပါကမဲတဲ့အကျိုးလည်းမဟုတ်ဘူးဖြူတဲ့အကျိုးလည်းမဟုတ်ဘူးအဲ့ဒီကံမျိုးကကမ္မခရာယတံဝတ္တတိကံတရားတွေကိုကုံသွားစေတတ်တဲ့စတုထအမျိုးအစားလို့မြတ်စွာဘုရားကံ၄မျိုးဒီလိုဟောထားတာရှိအဲ့ကံ၄မျိုးကိုမှတ်သားထားဖို့လိုအပ်တယ်နော်မဲညစ်ပြီးမဲညစ်တဲ့အကျိုးပေးတဲ့ကံကတစ်မျိုးဖြူစင်ပြီးဖြူစင်တဲ့အကျိုးကိုပေးတဲ့ကံကတစ်မျိုးအဖြူအမဲရောထွေးပြီးတော့အဖြူမဲနှမျိုးလုံးကိုအကျိုးပေးတဲ့ကံတစ်မျိုးမဲလည်းမမဲဖြူလည်းမမြူမမဲမဖြူနော်ဘယ်ဘက်မှမပါပဲနဲ့ကံဒီကိုကုံဆုံးစေတတ်တဲ့ကံတရားကတစ်မျိုးလို့ဆိုအဲ့တော့နိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်ဟာစတုထအမျိုးအစားမျိုးကံမျိုးဆောင်ရွက်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်ကံကိုပေါ်ဖယ်ရှားနိဗ္ဗာန်သွားဆိုကံမကုန်ရင်နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးကောင်းတဲ့ကံပဲဖြစ်ဖြစ်ဆိုးတဲ့ကံပဲဖြစ်ဖြစ်ကံတရားတွေရှိနေသမျှကာလပတ်လုံးတန်တရားထဲမှာရှိနေဥမှာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းကြအဲ့ဒီနိဗ္ဗာန်သွားဖို့လှုပ်တဲ့ကံတွေဟာဥတည်ချက်ချင်းกว่าတန်တရားထဲမှာဥတည်ပြီးတော့လှုပ်တဲ့ကံကတော့တန်တရားထဲမှာပဲအကျိုးပေးကောင်းတဲ့ကံပဲဖြစ်စေတန်တရားထဲမှာပဲဥတည်အဲ့ဒါကိုပဲစာပေကျမ်းကမှာဝတ္တနေတိတလို့ခေါ်တယ်လူဘဝရဖို့နတ်ဘဝရဖို့ချမ်းသာကြွယ်ဝဖို့ဖြစ်လျာဘဝမှာအစဉ်ပြေဖို့ဆိုတဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့လှုပ်တဲ့ကုသိုလ်တွေမှန်သမျှတန်တရားမှာပဲအကျိုးပေးလို့ဝတ္တနေတိတလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လှုပ်တဲ့ကုသိုလ်ကောင်းမှုဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုလို့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဒါနလုပ်တယ်သီလလုပ်တယ်ကမ္မဋ္ဌာန်းဘာဝနာအထုတ်တယ်ဥတည်ချက်ကနိဗ္ဗာန်ကိုထားတယ်ဆိုလို့ရှိရင်အဲ့ဒီဥတည်ချက်ထားတဲ့အတိုင်းဝိဝတ္တနေတိတနိဗ္ဗာန်ကိုရည်စူးပြီးတော့လုပ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်သူဟာကံတစ်ခုအနေနဲ့ဖြစ်တော်လည်းပဲအဲ့ဒီကံဟာကံတရားတွေကုံဆုံးမှုအတွက်ထောက်ကူဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မို့ကံကိုဖယ်ရှားနိုင်ဖို့အတွက်ထောက်ကူဖြစ်တာ။အဲ့တော့ကံကိုဖယ်ရှားဖို့ဆိုတဲ့နေရာမှာလဲစဉ်းစားကြည့်။ပထမကအကုသိုလ်ကံတွေကိုဖယ်ရှားလူတိုင်းသဘောပေါက်တယ်အကုသိုလ်ဆိုတာမလုပ်ရအကုသိုလ်ကိုပဟာတ္တပလို့ခေါ်တယ်ဖယ်ရှားထိုက်တဲ့သို့မဟုတ်ဖယ်ရှားခြင်းခံရတဲ့အလုပ်မျိုးလို့ဆိုလို့ကုသိုလ်ကြတော့ပဟာယကလို့ခေါ်တယ်ဖယ်ရှားတတ်တဲ့တရားကံတစ်ခုကိုကြည့်မယ်ဆိုရင်
အကုသိုလ်ကံသည်အဖယ်ခံရတယ်ကုသိုလ်ကံသည်ဖယ်ရှားတတ်တယ်အဲ့တော့နိဗ္ဗာန်ရဖို့လဲကုသိုလ်ဆိုတာလောက်ရတယ်သို့တော့ကုသိုလ်ချင်းတူတော်လည်းပဲနိဗ္ဗာန်ရဖို့ကုသိုလ်ကြတော့ဝိဝတ္တနေတိတာလို့ဆိုရယ်ကုသိုလ်ဖြစ်ဖို့လိုတယ်တန်မြာထဲမှာအကျိုးပေးတဲ့ကုသိုလ်ကြတော့ဝတ္တနေတိတာကုသိုလ်လို့ခေါ်တယ်အဲ့တော့ကုသိုလ်ကိုနှစ်မျိုးခွဲပြီးတော့မှတ်ရနှစ်မျိုးခွဲမှကံတွေကိုတိုးပွားလောက်အောင်လုပ်တဲ့ကုသိုလ်ကတစ်မျိုးကံတရားတွေကိုဖယ်ရှားနိုင်တဲ့ကုသိုလ်ကတစ်မျိုးလို့ဒီလိုနှစ်မျိုးခွဲခြားမှတ်သားထားပြီးတော့ကံတရားကိုဖယ်ရှားနိုင်တဲ့ကုသိုလ်မျိုးဆိုဒီမှာအကန္နအတုကဖြူလဲမဲလဲမမဲဖြူလဲမဖြူအကန္နအတုကဝိပါကအကျိုးတရားအနေနဲ့လဲမမဲမဖြူအကျိုးကိုပေးပြီးကံမဲ့ခရာယတောင်းတဲ့ဒီကံတရားတွေကုံမှုအတွက်ထောက်ကူဖြစ်မယ်ဟောတယ်လို့နားလဲရနော်ဒါမြတ်စွာဘုရားဟောထားတဲ့သုတ်တံမြတ်စွာဘုရားဟောတာအဲ့တော့ဘုရားဘာသာဝင်တွေဟာကံကိုယုံကြည်ကြတာမှန်တယ်သို့တော်လည်းကံဤအကျိုးကိုစစ်စစ်မြင့်မြင့်နားလည်ဖို့ကြိုးစားဖြစ်တယ်ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာအမှန်တမ်းရှင်းတယ်သို့တော်နားမလည်လို့ရှိရင်ဒီကံတရားရဲ့အကြောင်းကိုသေချာပေါက်နားမလည်လို့ရှိရင်ကိုယ့်ဘဝတန်တရားဟောကထွက်အောင်လုပ်ဖို့နည်းဆိုတာတွေးပါမဟုတ်ဘူးဆောင်းဦးကြီးတစ်ခုတည်းရောက်နေတဲ့အခါမှာထွက်ပေါက်ရှာမရရင်အပြင်ရောက်ဖို့ဆိုတာခက်တယ်လို့ပဲတန်တရားတွေရောက်နေတဲ့ပုဂ္ဂိုလ်ဟာထွက်ပေါက်ရှာမရတာမျိုးဖြစ်တတ်တယ်ပေါ့ထွက်ပေါက်ရှာမရလို့တန်တရားထဲမှာတဝဲလေလေနေကြရတဲ့တရားဝါတွေဟာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံတွေ့ကြဒါကြောင့်တန်တရားထဲမှာတက်တက်တာတာချမ်းသာသွားဖို့ဆိုရင်လည်းပဲကုသိုလ်ကံပဲလုပ်ရမှာဖြစ်တယ်တန်တရားကထွက်ဖို့ဆိုရင်လည်းပဲကုသိုလ်ကံပဲလုပ်ရသို့တော့ဒီကုသိုလ်နှစ်မျိုးဟာတူသလားလို့ဆိုမတူတန်တရားထဲမှာချမ်းချမ်းသာသာသွားဖို့မနေ့ကဟောခဲ့တယ်တန်တရားခရီးသွားကံတရားဆိုတာဟာကုသိုလ်ကံနဲ့သွားရင်တက်တာပဲနော်တန်တရားထဲမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့သွားရင်တက်တာပဲကုသိုလ်ကောင်းမှုဟာတန်တရားထဲမှာကြိုးပြီးနေတဲ့ကုသိုလ်ကောင်းမှုနဲ့သွားရင်လူဖြစ်ရင်လည်းချမ်းသာတယ်ကျမ်းမာတယ်အသက်ရှိတယ်နတ်ဘဝရောက်တယ်ပြမဘဝရောက်တယ်သို့သောအိုရာတေကြီးကလွတ်သလားဆိုမလွတ်ဘူးတန်တရားမလွတ်ဘူးအဲ့ဒီကုသိုလ်မျိုးကိုဝိဝတ္တဝတ္တနေတိတကုသိုလ်လို့ခေါ်တယ်ဟိုစင်းရဲ့နဲ့တွဲဖက်ထားတဲ့ကုသိုလ်မျိုးဖြစ်လို့ကံကိုမကုံစေနိုင်ဘူးကံနဲ့တိုးပွားလာအောင်သာလုပ်တာဖြစ်တယ်ကံကိုဖယ်ရှားဖို့ကြတော့ဘာလို့လုံးရတော့ဆိုကုသိုလ်ပဲလုပ်တယ်အဲ့ကံကိုဖယ်ရှားဖို့လုပ်တဲ့ကုသိုလ်ကြတော့ဣဒံမေပုံညာနိဗ္ဗာနတပစ္စယဟောတုသို့မဟုတ်ဣဒံမေပုံညာအာတဝေခယဝဟံဟောတုဒီလိုနိဗ္ဗာန်ကိုဥတည်ပြီးတော့ဥတည်ချက်နဲ့ဝိဝတ္တနေတိတာကုသိုလ်မျိုးကိုလုံးဝမှာဖြစ်တယ်အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကိုလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုသည်စွမ်းအားပြည့်လာတဲ့အခါမှာကံကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုပို့ဆောင်ပေးတယ်ဒီအဓိပ္ပာယ်ကိုနားလည်အောင်သဘောပေါက်အောင်ကြည့်အောင်နော်နားလည်အောင်ကြည့်အောင်နိဗ္ဗာန်ကိုဥတည်လောက်သွားတဲ့ကုသိုလ်ကံတွေဟာတနေ့တစ်ချိန်ကျတော့နိဗ္ဗာန်လမ်းပွင့်မှုအတွက်အထောက်အကူတွေများစွာဖြစ်ထောက်အကူတွေများစွာဖြစ်အပ္ပဒါနလို့ခေါ်တဲ့ရှေးကုသိုလ်ကံရဲ့အကြောင်းကိုဖော်ပြတဲ့ဇာတ်ကြောင်းလေးတစ်ခုမှာဆိုရင်ဧကပုပ္ပံယစိတ်တဝါနာပန်းလေးတစ်ပွင့်ဖျားလှူလိုက်တာပန်းလေးဖို့တစ်ပွင့်ဖျားလှူလိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာ60တကဘာအပယ်မလားဘူးတဲ့60တကဘာအပယ်မလားယုံမြမကအဲ့ဒီ60တကဘာလဲအပယ်မကြအောင်ဒီကုသိုလ်ကံကထိမ့်သိမ်းဆောက်ရှောက်ပေးယုံမြမကနောက်ဆုံးမှာဒီကုသိုလ်ကတေတကေနံမိနေဖို့တော်တဲ့ကျွမ်းကျန်တဲ့ကုသိုလ်လေးနဲ့
ကိလေသာတွေချုပ်ငြိမ်းပြီးတန်တရားဝကလွတ်သွားတယ်လို့သူတို့ဆိုလိုတာနော်အဲ့တော့အဲ့ဒီမှာကြည့်ပန်းလေးတစ်ပွင့်လှူတာနဲ့60ကဘာအပယ်မလားတာဖြစ်နိုင်သလားနော်အပယ်မလားယူမြတ်မကနောက်ဆုံးဘဝမှာနိဗ္ဗာန်ချမ်းသာတရားပေးတယ်ဖြစ်နိုင်သလားဆိုစဉ်းစားကြည့်အဲ့ဒီကုသိုလ်သည်ဘယ်လိုကုသိုလ်မျိုးလဲဆိုလို့ရှိရင်ခုနဝိဝတ္တနေတိတာလို့ခေါ်တယ်ကိုယ့်ရဲ့ကုသိုလ်လုံးလိုက်တဲ့အချိန်လေးမှာဥတီချက်ကဘယ်ဘက်ကိုဥတီလိုက်တယ်လဲဆိုရင်နိဗ္ဗာန်ချမ်းသာကိုဥတီလိုက်နိဗ္ဗာန်ကိုကြိုးပြီးမယ်နိဗ္ဗာန်ကိုမျှော်လင့်ပြီးတော့ဒီကုသိုလ်ကောင်းမှုလုပ်တာအဲ့ဒါလိုလုံးလိုက်တဲ့ကုသိုလ်ဒီနိဗ္ဗာန်ကိုရောက်အောင်မပို့နိုင်မချင်းသူကအရှိန်ကုန်မသွားဘူးတဲ့နိဗ္ဗာန်ပို့ပြီးမှသူ့လုပ်ငန်းဖြီးတယ်ပေါ့သူ့ရဲ့တာဝန်ဝတ္တရားဟာနိဗ္ဗာန်ပို့ဆောင်ပြီးထီအောင်လူရဲ့ရည်ရွယ်ချက်တိုင်းဒီကုသိုလ်ရဲ့အစွမ်းအစဟာအဲ့လောက်ထီအောင်တတ်တရှိသွားတယ်လို့သူတို့ဆိုတယ်နော်အဲ့ဒါကြောင့်မို့လူတိုင်းဟာဝိဝတ္တနေတိတာမျိုးဖြစ်အောင်နိဗ္ဗာန်ကိုရည်စူးပြီးတော့လှူဒန်းရမယ်လို့ဆုံးမကြတာပေါ့နော်ဒါကြောင့်မို့ဘာလို့တဏှာဝကလွတ်ချင်တယ်နိဗ္ဗာန်ချမ်းသာကိုမျှော်လင့်နေဆိုရင်ကိုလုံးသမျှကုသိုလ်ကောင်းမှုသည်ဆွန်လေးတစ်စုံလောင်းတာပဲဖြစ်စေပန်းလေးတစ်ပွင့်လှူတာပဲဖြစ်စေအသေးဖွဲ့ကုသိုလ်လေးကစပြီးတော့ဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုလို့ဆိုပြီးတကယ်ဥတီချက်ထားပြီးလုပ်မယ်ဆိုရင်နိဗ္ဗာန်ရောက်သည့်ထိုင်အောင်စွမ်းဆောင်နိုင်တယ်လို့သူတို့ဆိုတာနော်အဲ့ဒါလို့ဆူတောင်းဆိုတာအတ္တမအရေးကြီးတယ်ဆူတောင်းဆိုတာအတ္တမအရေးကြီးတယ်ဆူတောင်းမတတ်လို့ရှိရင်တန်တရားရှည်သွားတာမျိုးလည်းရှိတယ်ပေါ့ဥပမာမဲ့ဝိပဿနာမြတ်စွာဘုရားအဲ့ဒီဘုရားလက်ထက်ညီကိုတယောက်ကြံငင်းကကြံချောင်းကိုယူဆောင်လာပြီးတော့ပိစိကဗုဒ္ဓကိုလှူတဲ့အခါမှာညီငယ်ကကိုယ်တိုင်လှူတာလှူပြီးတော့ဘာဆူတောင်းလို့ဆိုလို့ရှိရင်လူချမ်းသာနတ်ချမ်းသာခံစားရ၍အဆုံးစွန်သောဘဝ၌အရှင်ဘုရားတို့သိတဲ့တရားကိုသိရပါလို့ဤသူကဆူတောင်းလိုက်တယ်နော်နောက်ဆုံးနိဗ္ဗာန်တော့ပါတယ်အရှင်ဘုရားတို့သိတဲ့တရားမျိုးသိရပါအကိုကြီးလှုပ်တဲ့ပုဂ္ဂိုလ်ကတော့လူချမ်းသာနတ်ချမ်းသာခံစားရ၍ဆိုတာမထည့်ဘူးသူကပါခံသူကဆူတောင်းလို့ဆိုဤကောင်းမှုကြောင့်အရှင်ဘုရားတို့သိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤဆူတောင်းလိုက်တယ်ဝိပဿနာမြတ်စွာဘုရားမပွင့်ငယ်လေးမှာဆူတောင်းလိုက်ကြပြီးတော့သူတို့ဟာနတ်ပြည်ရောက်သွားပြီဝိပဿနာမြတ်စွာဘုရားပွင့်တော့လူပြည်ရောက်လာကြရောက်လာတဲ့အခါမှာဒီညီကိုနှစ်ယောက်ပြန်ပြီးတော့ဖြစ်တယ်အေးနိဗ္ဗာန်ကိုဆူတောင်းတဲ့အကိုဟာဆူတောင်းတဲ့ဘဝနဲ့ခြားထဲမှာနတ်ပြည်ရောက်တဲ့ဘဝတစ်ခုပဲရှိပြီးတော့ဝိပဿနာဘုရားပွင့်လာလို့အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်သူဟာယဟနာကြီးဖြစ်ပြီးတော့ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာပဲကျွတ်တန်းဝင်သွားလှူတဲ့ဘဝကတဘဝဈာခန္ဓာတဘဝကျွတ်တန်းဝင်တာတဘဝသုံးဘဝတတိယမြောက်ဘဝမှာကျွတ်တန်းဝင်သွားတယ်လို့ဆိုလိုတယ်ညီလုံးတဲ့ပုဂ္ဂိုလ်ကတော့လူချမ်းသာနတ်ချမ်းသာခံစား၍ဆိုတဲ့သူ့ရဲ့မျှော်လင့်ချက်ကြောင့်ဘာဖြစ်လဲလို့ဆိုသူဟာကျွတ်တန်းဝင်နိုင်မယ်နဲ့ခေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာဇောတိကတထေဖြစ်ပြီးအဲ့ဒီနောက်မှာကျွတ်တယ်အဲ့တော့ကဘာပေါင်းဘလောက်กว่าသွားလို့ဆို60ကဘာနောက်ကြတယ်အကိုကြီးလှုပ်တဲ့ပုဂ္ဂိုလ်ကသုံးဘဝနဲ့ပဲကျွတ်သွားတယ်အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်ရလဲသူတို့ရဲ့ဥတီချက်ချင်းကွဲပြားခြားနာလို့နှစ်ယောက်စလုံးဟာကုသိုလ်လုပ်တာပဲကုသိုလ်လုပ်ကြတယ်သို့သောမှန်ကန်တဲ့ဆူတောင်းလေးရတော့ဘာလို့ဆိုဤကောင်းမှုကြောင့်အရှင်ဘုရားတို့သိတဲ့တရားမြတ်ကိုသိရပါလို့ဤဆိုတာလေးပါလို့သူတို့ဟာ
ဒီကုသိုလ်ကံရဲ့အရှိန်နဲ့နောက်ဆုံးနိဗ္ဗာန်ရတဲ့ဘဝထီအောင်ရောက်အကယ်၍လူချမ်းသာနတ်ချမ်းသာသာဥတည်ပြီးတော့ဆူတောင်းမယ်ဆိုရင်တန်တရားဥက္ကကျွတ်ဖို့မရှိဘူးပေါ့နော်တန်တရားဥက္ကကျွတ်ဖို့မရှိဒါကြောင့်မို့ဒီတန်တရားခီးသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်တော့မလုပ်ရမလဲကံတရားကံကောင်းအောင်ကြိုးစားကံကောင်းအောင်ကြိုးစားနိဗ္ဗာန်သွားခြင်းနဲ့ဆိုလို့ရှိရင်ကံတရားကိုဖယ်ရှားဖို့ကြိုးစားဖြစ်တယ်ပေါ့ကံတရားကိုဖယ်ရှားတယ်ဆိုဘယ်ပုံဖယ်ရှားမလဲကံတရားကိုဖယ်ရှားတဲ့နည်းကဘယ်ဟာနဲ့ဖယ်ရှားရတာတော့ကုသိုလ်ကအကုသိုလ်ကိုဖယ်ရှားနိုင်တယ်ပေါ့အခြေခံကနေစပြီးတော့ဖယ်ရှားကံတရားတွေကိုဖယ်ရှားမယ်နိဗ္ဗာန်ရဖို့ရအတွက်မကောင်းတဲ့ကံကိုကောင်းတဲ့ကံနဲ့အစားထိုးဖယ်ရှားမြတ်စွာဘုရားကတန်လေခသုတ်တံမှာဟောထားတာရှိတယ်စဉ်းစားပြီးတော့ကြည့်လောကလူဘဝရောက်လာတဲ့အခါမှာလူမျိုးမျိုးရှိတယ်လူမျိုးမျိုးရှိတဲ့တည်းမဲ့ကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ဆိုပါစို့သူများအသက်တတ်တဲ့လူရှိတယ်သူများအသက်မတတ်တဲ့လူရှိတယ်အဲ့ဒီအချိန်မှာမကောင်းတဲ့ကံကိုဘာနဲ့ဖယ်ရှားပါဏာတိပါဒကံကိုသူတို့ကတော့သူများအသက်တတ်တဲ့အလုပ်တွေနဲ့အသက်မွေးတယ်သူများအသက်တတ်ကြတယ်ငါတို့ကတော့သူများအသက်တတ်ခြင်းမှရှောင်မယ်သူများအသက်မှကိုတတ်ခြင်းမှရှောင်နေဆိုတဲ့ကုသိုလ်တရားနဲ့ပါဏာတိပါဒဆိုတဲ့အကုသိုလ်တရားကိုဖယ်ရှားလိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒါကံကိုဖယ်ရှားနိဗ္ဗာန်သွားဆိုတာကံကိုဖယ်ရှားရမှာဖြစ်တယ်မဖယ်ရှားလို့မရဖယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကိုဖယ်ရှားတယ်တည်တည်ချာချာစဉ်းစားကြည့်ပြီးတော့လက်တွေ့ကျင့်သုံးရမှာဖြစ်တယ်နော်သူများတွေကအရိဏဒါနသူများပစ္စည်းကိုမတရားယူကြတယ်ဆိုရင်အရိဏဒါနကံကိုအကုသိုလ်ကံကိုကျူးလွန်နေဆိုရင်ငါတို့ကတော့သူများပစ္စည်းမတရားယူတာမလုပ်ဘူးအရိဏဒါနမှာရှောင်ကျင်ပါတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်အဲ့ဒီကုသိုလ်ကံဖြင့်အရိဏဒါနဆိုတဲ့အကုသိုလ်ကံကိုဖယ်ရှားပလိုက်တယ်နောက်တစ်ခုကတော့ကာမေတုမိစ္ဆာစာကိုချင်းတရားပြက်ပြားပြီးတော့သူတော်ဘာသာမယားကိုစော်ကားမှုပြုတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့သူတော်ဘာသာမယားကိုစိတ်နဲ့တောင်မပြစ်မှားတဲ့ပုဂ္ဂိုလ်တွေရှိအဲ့တော့ကာမေတုမိစ္ဆာစရကံကိုဘာနဲ့ဖယ်ရှားလဲကာမေတုမိစ္ဆာစရကျွလွန်တဲ့အကုသိုလ်ကံကိုကာမေတုမိစ္ဆာစရမှာရှောင်ခြင်းလို့ဆိုတဲ့ကုသိုလ်ကံနဲ့ဖယ်ရှားလိုက်ရမယ်ကာမိတုမိစ္ဆာစရကံမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့်သူဟာအကုသိုလ်ကံလွတ်သွားပါဏာတိပါဒအကုသိုလ်ကံလွတ်တယ်အရိဏဒရဏအကုသိုလ်ကံလွတ်တယ်ကာမိတုမိစ္ဆာစရဆိုတဲ့အကုသိုလ်ကံကလွတ်တယ်ထို့တူပဲလိင်ဒီလီပြပြောကြခြင်းဖြင့်မုဒ္ဒဝါဒကံတွေဖြစ်ကြတယ်ငါတို့ကတော့သူများတွေလိင်နဲ့ပြီမဲ့တို့ကတော့မလိမ်ဘူးအမှန်တိုင်းပဲပြောဆိုမယ်ဆိုပြီးတော့မုဒ္ဒဝါဒဆိုတဲ့အကုသိုလ်ကံကိုမှန်စွာပြောဆိုခြင်းသို့မဟုတ်မုဒ္ဒဝါဒမှာရှောင်ကျဉ်ခြင်းဖြင့်မုဒ္ဒဝါဒအကုသိုလ်ကံကိုမုဒ္ဒဝါဒမှာရှောင်ကျဉ်ခြင်းဖြင့်ဖယ်ရှားလိုက်တယ်ကံကိုဖယ်ရှားတာအစင်းလိုက်ထို့တူပဲမူရစေဝါစားသုံးတဲ့ပုဂ္ဂိုလ်တွေရက်သေးစားတောက်စားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီကံကအကျိုးပေးပြီဆိုလို့ရှိရင်အပေငရဲရောက်တယ်တိရစ္ဆာန်ရောက်တယ်ပြိတ္တာဘဝရောက်တယ်အဲ့ဒီဘုံဘဝတွေကလွတ်ပြီးလူဘဝရောက်လို့ရှိရင်အယူအနှံဖြစ်တယ်အဲ့ဒီသူရမေရိယကံကိုဖယ်ရှားပြီးသူရမေရိယမှာရှောင်ကျဉ်ခြင်းဆိုတဲ့ကုသိုလ်ကံကိုလုပ်တယ်အဲ့ဒီလိုရှောင်ကျဉ်မှုဆိုတဲ့ကုသိုလ်ကံကသူရမေရိယကိုလွန်ကျူးခြင်းဆိုတဲ့အကုသိုလ်ကံကိုဖယ်လိုက်တာငါးပါးသီလကိုလုံလုံခြုံခြုံထိမ့်သိမ့်ပေးခြင်းအဖြစ်ငါးပါးသီလကိုချုပ်ပေါက်တဲ့အကုသိုလ်မှန်သမျှတွေဟောဒီကုသိုလ်ကနေပြီးဖယ်ရှားပစ်လိုက်တာလို့ဒီလိုသဘောပေါက်အောင်ပဲနော်ဖယ်ရှားလိုက်တာ
ဒါနကောင်းမှုပြုလုပ်ခြင်းဖြင့်ကိုယ်ပစ္စည်းကိုယ်စားသုံးမယ်သူတော်ဘာကိုမပေးဘူးဆိုတဲ့မစ္စရိယဆိုတဲ့အကုသိုလ်တရားကိုဒါနကောင်းမှုပြုလုပ်ခြင်းဖြင့်ဖယ်ရှားလိုက်ပြန်လောကလူဆိုတာကိုယ်အတွက်သာကြည်တတ်တဲ့သဘာဝဘယ်သဘာဝမဆိုရှိတာချစ်ကိုယ်အတွက်သာမကြည်ပဲနဲ့အများအတွက်ကိုထက်သွင်းစဉ်းစားတယ်ဆိုတဲ့ရေရောတဲ့အလောဘလို့ဆိုတဲ့ကုသိုလ်ကောင်းမှုဖြင့်မစ္စရိယဆိုတဲ့အကုသိုလ်ကံကိုဖယ်ရှားပြတယ်တနည်းအားဖြင့်ကုသိုလ်ကောင်းမှုကိုပြုဖို့ရအတွက်စိတ်ဝင်စားမှုဆိုတဲ့တရားတရားဖြင့်မစ္စရိယဆိုတဲ့အကုသိုလ်တရားကိုဖယ်ရှားလိုက်ပြန်ဟောဒါလည်းအကုသိုလ်ဖယ်ရှားတာပဲပေါ့နော်ကံကိုကံနဲ့ဖယ်ရှားနေတဲ့သဘောတရားတွေကိုပြောပြတခြားရှားစရာမလိုဘူးကိုယ်တဏ္ဍမှာဖြစ်တဲ့အကုသိုလ်ကိုကိုယ်တဏ္ဍမှာဖြစ်တဲ့ကုသိုလ်နဲ့ပဲဖယ်ရှားအဲ့ဒီလိုမဖယ်ရှားဘူးဆိုလို့ရှိရင်အကုသိုလ်ကံရဲ့အကျိုးတွေကိုကိုခံမှာပဲသိချတယ်ဖြစ်ဘယ်ကံပဲဖြစ်ဖြစ်ကိုယ်တဏ္ဍမှာလှုပ်ထားလို့ရှိရင်အဲ့ဒီကံဟာတစ်ချိန်ချိန်ရောက်လာတဲ့အခါမှာမျိုးစေ့လေးသည်ရှင်းလာတယ်လို့ပဲအသီးလေးရင့်လာလို့ရှိရင်မျိုးစေ့လေးကရက်လာအဲ့ဒီရက်လာတဲ့မျိုးစေ့လေးသည်မြေနဲ့ရေနဲ့တွေ့တဲ့အခါအပင်ပေါက်တယ်ဆိုတာဖြစ်လာဟောအဲ့ဒီသဘောတရားအပင်ပေါက်တယ်ဆိုတာဖြစ်လာဒါကြောင့်မို့လို့အကုသိုလ်ကံကိုကုသိုလ်ကံနေနဲ့ဖယ်ရှားဖို့ဒါကိုယ့်ရဲ့ဘဝမှာချမ်းသာဒုက္ခရကျင်တယ်ဆိုရင်ကိုယ်တဏ္ဍမှာရှိတဲ့အကုသိုလ်တွေကိုတစ်ခုချင်းဖယ်ရှားသွားဖို့လိုအပ်တယ်သူတစ်ပါးပေါ်မှာမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်တယ်ဆိုလို့ရှိရင်လေနော်မုရိတာဆိုတဲ့တစ်ဖက်သားပေါ်မှာနားလည်ခြင်းဆိုတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းဆိုတဲ့မုရိတာတရားနဲ့ဖယ်ရှားပြတစ်ဖက်သားပေါ်မှာရက်ဆက်တဲ့နှိမ့်ဆက်လို့တဲ့မကောင်းတဲ့စိတ်ဓာတ်တွေဝင်လာပြီဆိုရင်အကျဉ်းထားခြင်းဆိုတဲ့ကရုဏာတရားနဲ့ဖယ်ရှားပြဒီလိုဆိုတာလောကမှာသူ့ဟာနဲ့သူရှိတယ်လောဘကိုအလောဘနဲ့ဖယ်ရှားပြရမယ်ဒေါသကိုအဒေါသနဲ့ဖယ်ရှားပြရမုန်းနေတဲ့စိတ်ကိုမေတ္တာပေါ့ဒေါသဆိုရယ်မုန်းတိတဲ့စိတ်ကိုအဒေါသဆိုရယ်မုန်းတိမှုကင်းတဲ့မေတ္တာတရားနဲ့ဖယ်ရှားပြတယ်ဟောဒီလိုဆိုလိုတာမောဟဆိုရယ်အမှန်မသိတဲ့တရားကိုအသိပညာစီးပူးအထုတ်ခြင်းအဖြစ်အမှန်သိအောင်ကြိုးစားပြီးအမောဟဆိုတဲ့အသိဉာဏ်နဲ့ဖယ်ရှားအဲ့ဒါကိုပြောတာကံတရားတွေကိုဖယ်ရှားနိဗ္ဗာန်ရခြင်းပြီဆိုရင်ဖယ်ရှားတဲ့အလုပ်ကစတော့အကုသိုလ်ကံတွေကိုဖယ်ရအကုသိုလ်ကံတွေကိုဖယ်လာတယ်ဖယ်လာပြီးတော့လှုပ်တဲ့ကုသိုလ်ကံကြတော့နိဗ္ဗာန်ကိုဥတည်တဲ့ကုသိုလ်ကံမျိုးပဲလုပ်ရအဲ့ဒါလို့နိဗ္ဗာန်ကိုဥတည်ပြီးတော့လှုပ်တဲ့ကုသိုလ်ကံမျိုးကမြတ်စွာဘုရားနဲ့တွေ့လို့ရှိရင်လေတွေ့အောင်ဒီကုသိုလ်ကံကဆွမ်းဆောင်ပေးတယ်တွေ့လာပြီဆိုလို့ရှိရင်လေဘုရားတရားကိုနားလည်နိုင်အောင်ဒီကုသိုလ်ကံကဆွမ်းဆောင်ပေးဘုရားနဲ့တော့တွေ့ပါရဲ့နားမလည်ဘူးမခံယူနိုင်ဘူးဆိုလို့ရှိရင်လေဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့ဖြစ်နိုင်ဘူးเนาะဒါကြောင့်မို့လို့ဒီအစိုးတရားတွေဆိုတာဖယ်ရှားနိုင်မှုကြိုးစားပထမဆုံးကုသိုလ်ကံနဲ့အကုသိုလ်တွေကိုဖယ်ရှားခြင်းအလုပ်ကိုစတင်ပြီးတော့ကြိုးပမ်းအထောက်ပြီးလုပ်တဲ့ပြကုသိုလ်ကောင်းမှုတွေဟာလည်းပဲနိဗ္ဗာန်ကိုဥတည်ပြီးတော့လုပ်တဲ့ကုသိုလ်ကံမျိုးဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါမှကံကိုဖယ်ရှားနိဗ္ဗာန်သွားဆိုတာဖြစ်မှာနော်အဲ့ဒီလိုမလုပ်ဘဲနဲ့နိဗ္ဗာန်ကိုထိုင်ဆုတောင်းနေလို့ကမရဘူးအလုပ်လုပ်ကဲဒီဘဝတည်းမဲ့နိဗ္ဗာန်သွားမဲ့အလုပ်ကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်ပုံဘယ်နည်းလုပ်ကြမလဲမြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်မှာဟောထားတာလေးကိုသတိထားကြည့်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကံတရားတွေဟာဘယ်သူရှိနေလို့အကျိုးပေးနေတာလဲလို့မေးမယ်ဆိုလို့ရှိရင်
အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုရှိနေတာနော်အဝိဇ္ဇာဆိုတဲ့အမှန်မသိမှုမောဟကြီးစိုးနေလို့သာလေကံတရားတွေဟာတရားတွေရဲ့တဏ္ဍာမှာကောင်းတဲ့ကံတို့မကောင်းတဲ့ကံတို့ဆိုတာကံဆိုးကံကောင်းတွေဟာတရားတွေတဏ္ဍာမှာရှိနေရတာဖြစ်တယ်ပေါ့ဆိုပါစို့အဝိဇ္ဇာဆိုတာဘာကိုမသိတာအဝိဇ္ဇာလို့ခေါ်တယ်လေဘာကိုမသိတဲ့မောဟကိုအဝိဇ္ဇာလို့ခေါ်တယ်လေဆိုပါစို့ဒီဘောမျိုးမရောက်ဘူးတဲ့လူကမရောက်ဘူးတဲ့လူကဘယ်နာဘာရှိတယ်ဘယ်လိုလုပ်သိဒီမျိုးလူတွေရဲ့နာမည်ကိုဘယ်လိုလုပ်သိနော်အဲ့ဒီမသိမှုဟာအရေးမကြီးဘူးတကယ်အရေးကြီးတဲ့မသိမှုကဘာတော့ဆိုဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းသမှုရိယကိုမသိဘူးဒုက္ခချုပ်ရာဒုက္ခនិရောဓကိုမသိဘူးဒုက္ခချုပ်ရာនិရောဓသို့ရောက်ကြောင်းဖြစ်တဲ့အကျင့်တရားကိုမသိဘူးဆိုလိုတာကသစ္စာ၄ပါးကိုမသိဘူးလို့သူတို့ဆိုလိုတယ်နော်အဲ့ဒီသစ္စာ၄ပါးကိုမသိတဲ့မောဟသည်အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာရှိနေသမျှကာလပတ်လုံးလူတွေရဲ့တဏ္ဍာမှာကောင်းတဲ့ကံမကောင်းတဲ့ကံတွေကရှိနေပါပဲဒီလိုဆိုလို့ကံကိုဖယ်လို့မရဒီတိုင်းဆိုရင်ရှိနေကောင်းတဲ့ကံရောမကောင်းတဲ့ကံရောလုံးမိနေမှာလုံးမိပြီးတော့ကံတရားတွေဟာရှိနေဦးမှာဒါကသုတ်တံဒေသနာတော်အရသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာလို့ခေါ်တယ်အဝိဇ္ဇာပစ္စယသင်္ခါရပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာရှိနေသမျှအဝိဇ္ဇာကိုအကြောင်းပြုပြီးတော့သင်္ခါရလို့ဆိုတဲ့ကံတရားတွေကုသိုလ်ကံအကုသိုလ်ကံတွေရှိနေဦးမှာပဲရှိနေဦးမှာပဲဆိုတဲ့အဝိဇ္ဇာပစ္စယသင်္ခါရလို့ပရိစ္ဆေသမုပ္ပါဒ်မှာဟောတဲ့အတိုင်းနော်အဲ့တော့အဝိဇ္ဇာဆိုတာသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာဒါကသုတ်တံဒေသနာတော်နည်းအဘိဓမ္မာဒေသနာကြတော့နောက်ထပ်၄ခုထပ်ထည့်နောက်ထပ်၄ခုထပ်ထည့်တာအတိတ်ခန္ဓာကိုမသိတာအဝိဇ္ဇာအနာဂတ်ခန္ဓာကိုမသိတာအဝိဇ္ဇာအတိတ်အနာဂတ်ခန္ဓာနှမျိုးလုံးကိုမသိတာအဝိဇ္ဇာနဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုမသိတာအဝိဇ္ဇာဆိုအဲ့ဒီ၄ခုထပ်ထည့်နော်သစ္စာ၄ပါးကိုမသိတာကသုတ်တံနည်းထိုသုတ်တံနည်း၄မျိုးအပြင်မှာအတိတ်ခန္ဓာကိုမသိခြင်းအနာဂတ်ခန္ဓာကိုမသိခြင်းအတိတ်အနာဂတ်ခန္ဓာနှမျိုးလုံးကိုမသိခြင်းနဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုမသိခြင်းဆိုတဲ့အဲ့ဒီ၄မျိုးထပ်ထည့်လိုက်တဲ့အခါကျတော့ဘယ်နှခုဖြစ်သွားတော့ဆို၈ခုဖြစ်သွားနော်အဲ့ဒီရှစ်ဌာနမှာမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇာရှိနေသမျှကာလပတ်လုံးကံတရားဟာရှိနေဥမှာနိဗ္ဗာန်သွားခြင်းလို့ရှိရင်ကံကိုဖယ်ရှားမှာဖြစ်တယ်လေကံကိုဖယ်ရှားမှာတော့အဝိဇ္ဇာရှိနေသမျှကာလပတ်လုံးကုသိုလ်ကံလည်းရှိအောင်ပဲအကုသိုလ်ကံလည်းရှိနေတော့ဘယ်ပုံရှိလာတာတုံးလို့မေးကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့ဒုက္ခဆိုတာကိုသိသိချာချာမသိဘူးသစ္စာ၄ပါးထဲမှာဒုက္ခဆိုတာအမှန်မသိဘူးအမှန်မသိသည့်အတွက်ကြောင့်တန်တရားထဲမှာရမယ့်ဟာကိုဒုက္ခလို့ထင်သွားတယ်ဟောဒုက္ခကိုအမှန်မသိလို့ဒုက္ခကိုဒုက္ခလို့ထင်တယ်ထင်သည့်အတွက်ကြောင့်ဒုက္ခရာကြောင်းလို့အနေတစ်ခုအနေနဲ့ကုသိုလ်ကောင်းမှုတွေသူလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်လိုက်တဲ့အခါကျတော့အဲ့ဒီကုသိုလ်ကောင်းမှုကတန်တရားထဲမှာအကျိုးပေးတဲ့အခါကျတော့ဒုက္ခရင်အကျိုးပေးတာမဟုတ်ဘူးဒုက္ခတွေပဲဖြစ်လာဆိုတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လူဘဝဘာကြောင့်ရလဲလို့မေးလို့ရှိရင်ကုသိုလ်ကြောင့်ရတယ်လို့ပြောအောင်နော်ဒါနကုသိုလ်သီလကုသိုလ်ကြောင့်လူဘဝရတယ်ဟုတ်ပြီလူဘဝရတဲ့ကုသိုလ်ကြောင့်လူဘဝရတာမှန်တယ်လူဘဝရလာတဲ့အခါမှာအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲစားစရာတောက်စရာလောကမှာအစင်မပြေလို့ဆင်းရဲတာတွေကိုမတွေ့ရဘူးလားတွေ့ရတယ်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာကုသိုလ်ကံရဲ့အကျိုးတရားသည်ချမ်းသာရင်ထုတ်လုပ်တာမဟုတ်ဘဲနဲ့ဆင်းရဲတွေပါဝင်မနေဘူးလား
လူဘဝလူခန္ဓာရလာတဲ့အခါမှာဘာဖြစ်လဲတဖြည်းဖြည်းအိုးလာတယ်အိုးပြီးတော့ယောဂဝေဒနာတွေရတယ်မသေးခြင်းပဲနဲ့သိရတယ်မခွဲခြင်းပဲနဲ့ခွဲသွားရတယ်ဆိုတာလေအဲ့ဒါတွေကချမ်းသာတွေမဟုတ်ဘူးချမ်းသာတွေမဟုတ်တော့ရထားတဲ့ချမ်းသာဒုက္ခဆိုတာဒုက္ခတွေနဲ့ရောနှောနေတာပဲရတယ်ပေါ့အစစ်မှန်ချမ်းသာကိုမရနိုင်ဘူးအဲ့ဒါဘာကြောင့်လဲလို့ဆိုရင်ဒုက္ခကိုဒုက္ခလို့ထင်ပြီးတော့လုံလာသည့်အတွက်ကြောင့်ဒုက္ခတွေဒုက္ခမရဘဲနဲ့ဒုက္ခတွေနဲ့ရောထွေးပြီးတော့ဖြစ်လာတာဒုက္ခသစ္စာကိုအမှန်မသိလို့ဒီလိုဖြစ်တာထို့တူပဲသမုဒယကိုအမှန်သိတော့ဒုက္ခရဲ့အကြောင်းကိုဒုက္ခရဲ့အကြောင်းထင်ပြီးတော့ကောင်းမှုတွေလုပ်ပြန်တယ်လုပ်တဲ့အခါမှာဒုက္ခပြန်ရလာပြန်တယ်ဒုက္ခនិရောဓအစစ်အမှန်ကိုမသိသည့်အတွက်ကြောင့်အတုအယောင်ကိုဒုက္ခငြိမ်းတယ်လို့ထင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြန်တယ်ရပြန်တဲ့အခါမှာအစစ်အမှန်ကိုမရဘဲနဲ့ဒုက္ခမငြိမ်းတဲ့နေရာကိုပြန်ရသွားပြန်ဆိုပါစို့လောကလူတွေဟာဒုက္ခនិရောဓလို့ထင်မှတ်တာအလွန်အဆင့်မြင့်တဲ့တရားဓမ္မသိတဲ့ပုဂ္ဂိုလ်တွေရှုပ်တရားမရှိတဲ့နံတရားတက်တက်တာဖြစ်တဲ့အရူပဗြဟ္မဘုံဆိုတာမျိုးပါတက်တန်းလဲအလွန်ရှိကြတယ်အဲ့ဒီဘုံရောက်သွားလို့ရှိရင်ဒါနိဗ္ဗာန်ပဲလို့အောင်ကြီးရှိပါလေပါတဲ့ပကဗြဟ္မာကြီးပဲကြည့်ဗြဟ္မဘဝဟာဟိုခြင်းနာခြင်းသိခြင်းမရှိတော့ဘူးလို့တက်တန်းအလွန်ရှိတဲ့အခါမှာအဲ့လိုအထင်ရောက်သွားသို့တော့သူဟာတနေ့ကြာလို့ရှိရင်သိအောင်မှာပဲပေါ့အဲ့တော့အဲ့လိုဒုက္ခအဆုံးသတ်ခြင်းမရှိတဲ့နေရာကိုဒုက္ခအဆုံးသတ်လို့ထင်သွားတာနိဗ္ဗာန်အစစ်မဟုတ်တာကိုအစစ်လို့ထင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြန်လို့ရှိရင်လေဒုက္ခချုပ်ရနိဗ္ဗာန်အစစ်ကိုမရောက်ဘဲနဲ့အတုကိုပဲရသွားတတ်တယ်။နောက်ဒုက္ခချုပ်ရမဂ္ဂသစ္စာဒုက္ခချုပ်ရနိဗ္ဗာန်လို့ရောက်ကြောင်းမဂ္ဂသစ္စာအမှန်ကိုမသိသည့်အတွက်ကြောင့်လွယ်မာတဲ့အကျင့်တွေကိုကျင့်ပြီးတော့နိဗ္ဗာန်ရောက်ဖို့ကျင့်ကြံကြိုးကိုအထုတ်ရင်ကနေမှားယွင်းတဲ့အကျင့်တွေကျင့်လိုက်တာအားနေပြီးတော့နိဗ္ဗာန်မရောက်နိုင်ပဲနဲ့ဒုက္ခဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့သွားဒါကြောင့်မို့သစ္စာလေးပါးမသိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကံရဲ့အကျိုးပေးမှုကမလွတ်နိုင်ဘူးတဲ့ဒါကြောင့်အဝိဇ္ဇာပစ္စယသင်္ခါရလို့ဒိဋ္ဌသုံးပါးမှာဟောတာဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဝိဇ္ဇာကနေကံတရားတွေကိုထုတ်နေတာလို့ဒီလိုပြောတာမဟုတ်ဘူးအဝိဇ္ဇာရှိနေသမျှကလပ်ပတ်လုံးသင်္ခါရဆိုတဲ့ကံတရားတွေရှိနေအောင်မှပဲလို့ပြောတာနော်အဝိဇ္ဇာရှိနေသမျှသင်္ခါရဆိုတဲ့ကံတရားတွေရှိရအဲ့တော့ကံတရားတွေကိုဖယ်ရှားနိုင်ဖို့အတွက်ဘာလုပ်ရမလဲအဝိဇ္ဇာကိုဖယ်ရှားရမယ်လို့ဒီလိုဆိုလို့နော်ဒါဖြင့်အဝိဇ္ဇာကိုဘာနဲ့ဖယ်ရှားမလို့ဆိုရင်အဝိဇ္ဇာဆိုတာအကုသိုလ်အပြစ်ရှိတဲ့တရားအဲ့ဒီအဝိဇ္ဇာဆိုတဲ့အကုသိုလ်အပြစ်ရှိတဲ့တရားကိုဉာဏ်လို့ဆိုတဲ့အပြစ်ကင်းတဲ့ကုသိုလ်တရားနဲ့ဖယ်ရှားပြအဲ့ဒီလိုဖယ်ရှားနိုင်ဖို့ဤစနစ်တွေကိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့ဒါဖြင့်အဝိဇ္ဇာဖယ်ရှားဖို့ဘယ်ပုံကြိုးစားကြမလဲတဏှာကလွတ်ပြီးတော့ကံတရားတွေကိုဖယ်ရှားနိုင်ဖို့အဝိဇ္ဇာကိုဖယ်ရှားရမယ်အဝိဇ္ဇာဖယ်ရှားဖို့ဘယ်လိုကြိုးစားကံကိုဖယ်ရှားနိဗ္ဗာန်သွားဆိုကံကိုဘာနဲ့ဖယ်မလဲနော်အဝိဇ္ဇာပယ်မှအဝိဇ္ဇာကိုပယ်နိုင်မှကံပယ်မှဆိုတော့အဝိဇ္ဇာကိုဘာနဲ့ဖယ်မလဲအသိဉာဏ်နဲ့ပဲဖယ်လို့ရအဲ့ဒါဖယ်ပုံဖယ်နည်းကိုဝိပဿနာကျင့်စဉ်ဆိုတာကိုကျင့်ရတယ်ပေါ့နော်ဝိပဿနာကျင့်စဉ်ကိုကျင့်မကျင့်မဲနဲ့တော့နိဗ္ဗာန်ကိုရောက်မှာမဟုတ်ဘူးဒါဖြင့်ဝိပဿနာကျင့်စဉ်ကျင့်ပုံလေးကိုသိချာကြည့်သိချာနားထောင်ကြည့်ပထမဆုံးဝိပဿနာတရားအားထုတ်တော့မယ်ဆိုလို့ရှိရင်ဘာကိုအရင်သင်ရမလဲလို့ဆိုရင်ရှုပ်နံအကြောင်းကိုအရင်သင်ရရှုပ်အကြောင်းနံအကြောင်းအနည်းဆုံးခန္ဓာ၅ပါးအကြောင်းသင်ရအဲ့ဒါမသင်မဲနဲ့တော့တရားအားထုတ်လို့ရှိရင်လမ်းမရောက်ဖို့မလွယ်ဘူးဒါမို့ဝိသုဒ္ဓိမက်ကိုသေချာကြည့်ဝိသုဒ္ဓိဘက်မှာဒီအဝိဇ္ဇာပယ်ဖို့ဆိုတဲ့နေရာမှာ तू ကနံပါတ်1ပညာဘူမိ
ပညာရအောင်ကြိုးစားရမယ့်အချက်ကနံပါတ်1နော်ပညာဘူမိပညာလေ့ကျင့်ပညာရဖို့ကြိုးစားပညာဘူမိလို့ဆိုတာဘယ်ဟာကိုခေါ်တာလဲဆိုခန္ဓာအာယတနာဓာတ်ဣန္ဒြေသစ္စာပရိစ္ဆသမုပ္ပါအဲ့ဒါကိုပညာဘူမိလို့ခေါ်တယ်အဲ့ဒါတွေသိအောင်အရင်သင်လိုက်အနည်းဆုံးယုံနဲ့နာအကြောင်းကိုသိကဲယုံနာအကြောင်းကိုအချင်းချင်းပြောမယ်ဆိုရင်ရုပ်ဆိုတာဟာဘုန်းကြီးတို့တွေတဏ္ဍမှာရှိနေတဲ့မျက်စိနာနာလျှာကာယဆိုရုပ်အဲ့ဒီမျက်စိနာနာလျှာကာယမှာမိပြီးတော့ဖြစ်လာတဲ့အသိစိတ်လေးကြတော့အသိတရားကြတော့နာအာယုံရှိတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်နံတရားကအာယုံကိုသိတယ်ရုပ်တရားကအာယုံကိုမသိဘူးနှစ်ခုရှိတယ်လူတိုင်းမှာ body လို့ခေါ်တဲ့အထီကိုကြီးရှိတယ်ခန္ဓာကိုယ်ကြီးရုပ်ကိုယ်ရှိတယ်အဲ့ဒီ body ဆိုတဲ့ရုပ်ကိုယ်ကြီးပေါ်မှာမှီပြုတ်ပြီးတော့အသိစိတ်စေတသိက်ဆိုတဲ့နံတရားရှိတယ်ခန္ဓာကိုယ်ကြီးဆိုတာစဉ်းစားကြည့်လေညအိပ်ပျော်နေဘာသိတယ်ဘာမှမသိဘူးဟုတ်တယ်အသိစိတ်ကအဲ့ဒီအချိန်မှာဘဝင်စိတ်လောက်သာတမန်လောက်သာရှိနေပြီးတော့အာယုန်နဲ့ဆက်သွယ်နိုင်တဲ့စိတ်မရှိသည့်အတွက်ကြောင့်အိပ်ပျော်နေရင်ဘာမှမသိလို့အိမ်မှာသခိုးဝင်သွားတာမသိလိုက်လို့ပါသွားတာတွေဒီလိုခံရတာပေါ့အဲ့တော့သဘောပေါက်နားလည်ဖို့ရဒီရုပ်ခန္ဓာကိုယ်ကြီးကရုပ်တရားအသိစိတ်မရှိဘူးသိတတ်တာကနံတရားလို့ရုပ်နဲ့နာနှစ်ခုယဉ်သိရအဲ့ဒီထဲမှာခန္ဓာအနေနဲ့သိမယ်ဆိုရင်မျက်စိနာနာလျှာကာယစတဲ့ခန္ဓာကိုယ်ကရူပခန္ဓာအဲ့ဒီရူပခန္ဓာကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားတာကဝေဒနာခန္ဓာအာယုံပေါ်မှာခံစားတာကဝေဒနာခန္ဓာအာယုံပေါ်မှာမှတ်သားတာကသင်္ညေခန္ဓာအာယုံနဲ့ပတ်သက်ပြီးတွေးတောကြံစည်လှုပ်ဆောင်တာကသင်္ခါရခန္ဓာနဲ့သိတဲ့စိတ်ကဝိညာဉ်နဲ့ခန္ဓာဟောရုပ်ခန္ဓာကတစ်ခုနာမ်ခန္ဓာက၄ခုဆိုပြီးရုပ်နဲ့နှစ်ခုအနည်းဆုံးသိရအဲ့ဒါကိုသိအောင်ယင်သိရအနည်းဆုံးသိရအဲ့ဒါလို့သိအောင်ပထမဆုံးသင်တာပညာကိုရအောင်ကြိုးစားတာအဲ့ဒီယုတ်နဲ့နံဆိုတာပညာဘူမိပဲပညာရဲ့သိရမယ့်အချက်တွေပညာဘူမိအဲ့ဒါသိပြီးတဲ့နောက်မှာဘာလို့အဲ့ဒါသိပြီးလို့ရှိရင်ပညာမူလလို့ခေါ်တဲ့ပညာရဲ့အခြေအမြစ်ဖြစ်တဲ့အရာနှစ်ခုကိုကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်အဲ့ဒါဘာလို့ဆိုရင်သီလဝိတ္တုဋ္ဌိသင်ပြီးတဲ့အခါမှာသီလဥဆောက်တည်လူဆိုရင်၅ပါးသီလအနည်းဆုံးဆောက်တည်ယဟန်ဆိုရင်ယဟန်တွေရဲ့သိက္ခာပုဒ်သီလဥဆောက်တည်သီလရှင်ဆိုရင်သီလရှင်ရဲ့သိက္ခာပုဒ်ကျင့်ဝတ်တွေနဲ့ပြည့်စုံအောင်လုပ်အဲ့ဒီသီလစင်ကြယ်အောင်အရင်ကြိုးစားအဲ့ဒီစင်ကြယ်မှုဟာဘာအတွက်လဲဆိုရင်ပညာဖြစ်ပေါ်လာဖို့အတွက်အမြင့်တစ်ခုပဲအဲ့ဒါကြောင့်ပညာမူလလို့ခေါ်တယ်အမြင့်မပါလို့ရှိရင်ထပ်မတက်နိုင်ဘူးမဟုတ်လားမျိုးစေ့လေးတစ်ခုစိုက်ရင်အမြင့်ကအရင်ထွက်လာတာအမြင့်ကိုအမိပြုပြီးတော့မှအပေါ်မှာအညှောက်တိုက်တယ်အညှောက်တက်ပြီးတော့မှအကိုင်အခက်အရွက်တွေနဲ့ပွင့်သီးတွေဆိုတာဖြစ်တယ်ဒါကြောင့်မို့လို့ပညာဖြစ်ဖို့အတွက်ပညာရဲ့အမြင့်ဆိုတာသီလအဲ့တော့သီလရဲ့အမြင့်လားလို့ဆိုမဟုတ်သေးဘူးသီလရပြီးတဲ့နောက်မှာဘာလုပ်အောင်လဲဆိုစိတ်တည်ငြိမ်မှုရအောင်ကြိုးစားသမာဓိဟုတ်ပြီသီလဆောက်တည်ပြီးတဲ့နောက်သမာဓိကိုဘယ်လိုထူထောင်မလဲမြတ်စွာဘုရားကကမ္မထာနေအများကြီးပေးထားတာရှိတော်လည်းပဲဒီအာယုရှာဖို့လွယ်ကူတဲ့နေရာလေးတစ်ခုကိုမှတ်သားကြပါဦးမြန်မာနိုင်ငံမှာတော့ကမ္မထာနည်းတွေအများကြီးရှိတာမဟာစီဆရာတော်ကြီးတို့ကြတော့ပိန်ဖောင်းဆိုတယ်ဘာရဲ့ပိန်နာဖောင်းတာကိုကြည့်ပေးလိမ့်ရှိတယ်ပေါ့အဲ့တော့ကဲမြတ်စွာဘုရားဟောထားတဲ့အတိုင်းကြည့်မယ်ဆိုရင်တမာတိဆိုတဲ့စိတ်တဝိတ္တုဋ္ဌိဖြစ်ဖို့ရအတွက်ဘာလုပ်ရမလဲကိုယ့်ရဲ့
တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးကတ်သီလရှိပြီးတဲ့အခါတိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးကိုဝင်ခေါင်းလေးနဲ့ခါကိုမမတ်ထားပြီးတော့ထိုင်စိတ်တွေအလုံးကိုတခြားသို့မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်စိတ်အလုံးစုံကိုနှာသီးပြားဘက်ကိုပို့ထားပြီးမမှန်လေးအသက်ရှူနေတဲ့အချိန်လေးမှာရှူသွင်းလိုက်တဲ့လေလေးထိသွားတာတို့ရှိုက်ပြီးတော့ထုတ်လိုက်တဲ့လေလေးထိသွားတဲ့နေရာတို့အဲ့ဒီနေရာလေးမှာတတိကတ်ထားဖို့ရှူသွင်းတယ်ရှိုက်ထုတ်တယ်ဆိုတဲ့အနေထားလေးမှာလေလေးထိသွားတဲ့နေရာလေးတိုင်းကိုစိတ်တွေတခြားနေရာကိုလွင့်မသွားပဲနဲ့နှာသီးပြားပဲပို့လွတ်ပြီးတော့ထားအဲ့ဒီလိုပို့လွတ်ထားပြီးတော့ဒီနေရာလေးမှာနိုင်ဝက်တနာရီဆိုတာလို့စိတ်လေးကလုံးဝမလွင့်မဲနဲ့အဲ့ဒီနေရာမှာတည်ငြိမ်သွားသည့်ထီအောင်ကြိုးစားလွယ်လွယ်တော့မထင်နဲ့နော်လှုပ်ဖူးတဲ့လူတွေတော့သိတယ်စမ်းသပ်ကြည့်ပေါ့လွယ်လွယ်နဲ့တော့မရဘူးကြိုးစားလို့ရှိရင်တော့ဖြစ်လာမှာသိချတယ်ပေါ့အဲ့ဒီနှာသီးပြားလေးပေါ်မှာအာယုစိုက်ပြီးတော့စိတ်ကိုထားပြီးတော့ထွက်လေဝင်လေကိုမှတ်သားပြီးတော့နေတဲ့တတိတရားနဲ့တမာတိစွမ်းအားတွေတက်လာပြီဆိုရင်ဒါစိတ်တဝိတ္တုလို့ပြောလို့ရတယ်။ဆံရသည်ထီအောင်လှုပ်သို့မဟုတ်ဆန္ဒနီးသွားတဲ့ဥပ္ပစာရတမာတိအစင်းလောက်ရောက်အောင်ဖြစ်လှုပ်အဲ့ဒါလို့သီလစင်ကြယ်အောင်လုပ်မယ်တမာတိနဲ့စိတ်စင်ကြယ်အောင်လုပ်မယ်ဆိုဟောဒီနှစ်ခုသည်ပညာရဲ့အမြင့်ဖြစ်တယ်ပေါ့ဒါကိုပညာမူလလို့ခေါ်တယ်ကံတရားတွေကိုဖယ်ရှားခြင်းအဲ့ဒီအလုပ်တွေကိုခုတိုင်းစလုပ်အောင်နော်ကံတရားဆိုတာဖယ်ဖို့ခက်တယ်ပေါ့ကံတရားဖယ်ဖို့အတွက်အဝိဇ္ဇာကိုဖယ်ရအဝိဇ္ဇာဖယ်ခြင်းလို့ရှိရင်ပညာကိုထူထောင်အဝိဇ္ဇာကိုဆိုတာမောဟစဉ်းစားကြည့်လေမှောင်းနေလို့ရှိရင်ဘာရှာရတာမီးရှာရတာမဟုတ်လားမီးအလင်းရောင်ကမှအမှောင်ကိုဖြောင်းနိုင်တာလေအလင်းရောင်ကမှအမှောင်ကိုဖြောင်းတာထို့တူပဲအတိညာဏ်ကမှအဝိဇ္ဇာဆိုတာကိုဖယ်ရှားနိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ပညာဆိုတဲ့အလင်းကိုရှာရမယ်လို့ဒီလိုပြောတယ်အဲ့တော့အလင်းရှာပြီဆိုတဲ့အခါမှာအလင်းရကြောင်းအခြေခံအနေစပညာဘူမိပညာမူလဒီနှစ်ခုရပြီဆိုရင်ပညာတရီရဆိုတာပညာရဲ့အထီကိုဖြစ်လာပညာကိုယ်တိုင်လေ့ကျင့်ရမှာဘာလဲလို့ဆိုရင်နာသီးပြားလေးကိုအာယုစိုက်ထားတဲ့အခါမှာအသိပညာဖြစ်အောင်ဘယ်လိုသိလာတယ်လဲလို့ဆိုရင်လေလေးတိုးထိပြီးတော့ဝင်သွားတာရဲ့လေလေးကတိုးထိပြီးတော့ထွက်သွားတာရဲ့အဲ့ဒီနှစ်ခုလေဆိုတာဝါယောဖုတ္တပယုတ်ဆိုတာဒါတစ်ခုအဲ့ဒီတိုးထိသွားတဲ့နေရာလေးမှာနှာသီးပြားလေးနေရာမှာထိမှန်းသိလိုက်တဲ့နေရာလေးကကာယပတာရလို့ခေါ်တယ်ဒါယုတ်တစ်ခုလေကယုတ်တစ်ခုကာယပတာရယုတ်တစ်ခုယုတ်တစ်ခုဖြစ်သွားအဲ့ဒါလို့ထိလိုက်တဲ့အခါမှာထိမှန်းသိလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကနန္တရားဘယ်နှခုရှိသွားတော့ဆိုလေရဲ့ထိတဲ့နေရာကာပတာရရဲ့ထိမှန်းသိတဲ့စိတ်ရဲ့ဆိုသုံးခုဖြစ်သွားနော်အဲ့ဒီသုံးခုကိုမိအောင်ကြည့်နိုင်ပြီဆိုလို့ရှိရင်ဟောဒီသုံးခုဟာတစ်ခုနဲ့တစ်ခုသဘာဝချင်းမတူဘူးလေကလည်းမသိဘူးထိတဲ့နှာသီးပြားကလည်းမသိဘူးသိတာကအသိစိတ်လေးကသိတာလို့ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားသုံးခုကိုကြာကြာနာနာမိပြီးတော့ရုပ်နဲ့နာနှစ်ခုဆင်ញင်စဉ်းစားနိုင်လာပြီအဲ့ဒီအချိန်လေးမှာဒီတိုးသွားတဲ့လေလေးရဲ့ထိသွားတဲ့နေရာလေးရဲ့ဒီနှစ်ခုကရုပ်သိလိုက်တာလေးကနန္တရားလို့ဟောရုပ်နဲ့နာဒီနှမျိုးပဲရှိတာပဲလို့ပိုင်ပိုင်နိုင်ခွဲပြားခြားနာစွာသိရှိသွားလို့ရှင်ဒါကိုနာမရူပပြိစေတာဉာဏ်လို့ခေါ်တယ်ရုပ်နဲ့နာနဲ့ကွဲခြားသွားပြီလက်တွေ့အားဖြင့်သိပါသဘာဝချင်းမတူတာကိုသိပါဟောခုနကြည့်လေမသိတဲ့အဝိဇ္ဇာဖုံးနေတော့မသိဘူးအခုသိလာပြီရုပ်နဲ့နာကိုသေးသေးချာချာသိလာပြီသင်ထားတဲ့အတိုင်းတိုးဝင်သွားတဲ့လေလေးကရုပ်တရား
တိုးဝင်သွားတဲ့လေလေးထိတဲ့နေရာကာပတာရယုတ်တရားသူတို့နှစ်ခုဆုံလိုက်တဲ့အချိန်လေးမှာဖြစ်ပေါ်လာတဲ့အတိလေးကနန္တရားဆိုယုံနဲ့နာနှစ်ခုကွဲပြောင်းအဲ့ဒါလို့ငကိုယ်တော့ကမသိတဲ့အတိလေးတစ်ခုရလာတာသိလိုက်တာနဲ့တပြိုင်နက်အဝိဇ္ဇာဒီနေရာမှာပျောက်သွားမသိဘူးဆိုတာပျောက်သွားအလင်းရောက်လိုက်တာနဲ့တပြိုင်နက်အမှောင်ကပျောက်သွားပြီလေနော်အဝိဇ္ဇာနဲ့ပညာဆိုတာအသိဉာဏ်နဲ့ဒီမောဟနဲ့တူတူပဲအဲ့တော့အသိဉာဏ်ဝင်လာတာနဲ့တပြိုင်နက်အဝိဇ္ဇာပျောက်သွားအလင်းရောက်လာတာနဲ့တပြိုင်နက်အမှောင်ပျောက်သွားတယ်လို့အဲ့ဒီပုံမှာအဝိဇ္ဇာတစ်ခုပျောက်သွားတယ်နောက်ဆက်လက်ပြီးတော့စဉ်းစားတဲ့အခါမှာဩဒီလေလေးတိုးထိတာလေလေးရဲ့ကာပတာရရဲ့ဒီနှစ်ခုထိလိုက်လို့အသိစိတ်လေးပေါ်လာတာပါလားဒီအသိစိတ်လေးဟာတခြားပုဂ္ဂိုလ်တွေကဖန်တီးတာမဟုတ်ဘူးလေလေးကနာလေးပြားကိုထိလိုက်လို့ထိမှန်းသိလိုက်တဲ့အသိစိတ်လေးတွေကဖြစ်လာတာကြိုတင်ပြီးတော့လေဒီအသိစိတ်ကဖြစ်နေတာမဟုတ်ဘူးထိလိုက်တဲ့အခါမှာသိသွားတာသာရှိတယ်ဆိုတဲ့အကြောင်းတရားပါသိလာတာကြတော့ပစ္စယပရိက္ခာဉာဏ်လို့ခေါ်တယ်ဟောငကိုယ်တော့ကမသိဘူးဆိုတဲ့အဝိဇ္ဇာပျောက်သွားတယ်သိတယ်ဆိုတဲ့အသိဉာဏ်ရလာတယ်အလင်းအောင်ရလာအဲ့ဒါလို့တပြေးပြေးနဲ့တိုးတက်ပြီးတော့ကျင့်လိုက်တဲ့အခါမှာထိတဲ့လေလေးကရောအထိခံရတဲ့နေရာကရောထိမှန်းသိလိုက်တဲ့စိတ်လေးတွေရောသုံးခုလုံးဟာတပြိုင်တည်းပြက်ပြက်သွားတာကိုမြင်ရတယ်ဖြစ်လာပြီးရင်ပျောက်သွားတယ်ဖြစ်လာပြီးရင်ပျောက်သွားတယ်ဆိုတဲ့အနိစ္စသဘောတွေကိုသိလာပြီနောက်ဆုံးမှာခက်ကျဲကျဲသိရနေခက်စိတ်စိတ်ထီအောင်သိလာပြီးတော့ပစ္စုပန်ဆက်ဆက်သိလာပြီဆိုရင်သမထရဉာဏ်နဲ့ဥရိယပြဉာဏ်ပစ္စုပန်ဆက်ဆက်သိပြီဆိုရင်ဖြစ်မှုပြမှုကိုသိလာတဲ့ဥရိယပြဉာဏ်ဟောဉာဏ်တစ်ခုတက်လာပြီတက်လာတာနဲ့တပြိုင်နက်အဝိဇ္ဇာပျောက်သွားတာအဲ့ဒါလို့ဉာဏ်စဉ်တွေဆက်တိုက်တက်လာပြီးတော့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါမှာနောက်ဆုံးပါဒီမသိမှုအဝိဇ္ဇာကိုသောတပတ္တိမဲ့သောတပတ္တိဖို့ဟာလည်းပဲအချို့အဝက်ပယ်လိုက်တယ်တဂရဂါမိမဲ့ဆိုတဲ့ကုသိုလ်ဟာလည်းအချို့အဝက်ပယ်လိုက်တယ်အနာဂါမိမဲ့ဆိုတဲ့ကုသိုလ်ဟာလည်းပဲအဝိဇ္ဇာဆိုတဲ့အကုသိုလ်ကိုအချို့အဝက်ပယ်လိုက်တယ်နောက်ဆုံးကြတော့အရတ္တမဲ့ဆိုတဲ့ကုသိုလ်ကမှအရတ္တမဲ့နဲ့ရှင်ပြီးတော့ဖြစ်လာတဲ့အတိညာဆိုတဲ့ဝိဇ္ဇာကကြားတဲ့အခါကျတော့အဝိဇ္ဇာကိုလုံးဝဖယ်လိုက်ပြီနော်အရတ္တမဲ့ကုသိုလ်ဆိုတာအစွမ်းထက်ဆုံးကုသိုလ်ပဲအရတ္တမဲ့ကုသိုလ်ရောက်ပြီးတဲ့နောက်ကုသိုလ်ရစရာမရှိတော့ကုသိုလ်လမ်းဆုံးပဲအဲ့ဒီအရတ္တမဲ့ကုသိုလ်နဲ့ပယ်လိုက်ပြီဆိုတာနောက်ထပ်ဘာမှမကြံတော့အကုသိုလ်မှန်သမျှအကုန်သွားပြီအဝိဇ္ဇာလည်းကုန်သွားပြီအဲ့ဒီနောက်လည်းကုသိုလ်လာစရာမရှိဘူးကုသိုလ်ကနေပြီးတော့ပယ်လိုက်သည့်အတွက်ကြောင့်အကုသိုလ်မှန်သမျှကုန်သွားတယ်အကုသိုလ်မှန်သမျှကုန်သွားရုံသာမကအဝိဇ္ဇာဆိုတဲ့မောဟကုန်လိုက်တာနဲ့တပြိုင်နက်ဘာတွေကုန်သွားလဲကိလေသာတွေအားလုံးလည်းကုန်သွားတယ်ကံတရားတွေအားလုံးလည်းကုန်သွားတယ်ဒီအချိန်ပါနော်ကံတွေကိုဖယ်ရှားပြီးသားဖြစ်သွားတယ်အရတ္တမဲ့ဆိုတဲ့ကုသိုလ်အရတ္တမဲ့ဉာဏ်ပေါ်လိုက်တာနဲ့တပြိုင်နက်အဝိဇ္ဇာဆိုတဲ့ဟာကိုဖယ်လိုက်တယ်အဝိဇ္ဇာကုန်သွားရင်အဝိဇ္ဇာပစ္စယသင်္ခါရဆိုမလာတော့အဝိဇ္ဇာယတွေဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓအဝိဇ္ဇာဆိုတဲ့မောဟကုံဆုံးသွားခြင်းကြောင့်သင်္ခါရဆိုတဲ့ကံတရားတွေကုံဆုံးသွားပြီလို့ပြိဿသမုပ္ပါကဒီလိုပြောတာနော်အဲ့တော့အရတ္တမေဆိုတဲ့အဝိဇ္ဇာဉာဏ်ရလိုက်တာနဲ့တပြိုင်နက်အဝိဇ္ဇာကုံသွားပြီအဝိဇ္ဇာကုံလိုက်တာနဲ့တပြိုင်နက်သင်္ခါရဆိုတဲ့ကံတရားတွေဟာလည်းကုံသွားပြီအဲ့ဒါကိုပြောတာဒီကျင့်စဉ်တိုင်းကျင့်လို့အရတ္တမေရောက်ပြီဆိုလို့ရှိရင်တော့အရတ္တမေဉာဏ်ပေါ်လာပြီဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာမရှိဘူးအဝိဇ္ဇာကုံသွားလို့ရှိရင်လေကံတရားတွေဟာကုံသွားပြီအဲ့ဒါကြောင့်ကံကိုဖယ်ရှားနိဗ္ဗာန်သွားဆိုအဲ့ဒီကြတော့မှနိဗ္ဗာန်ကိုရောက်ဖို့သိချတယ်ပေါ့အဲ့တော့ဒီနေရာမှာမေးစရာရှိတယ်သောတာပန်နဲ့နိဗ္ဗာန်မရောက်သေးဘူးလားဆိုသောတာပန်ကပထမအကျင့်မြင်တာပဲရှိသေးတယ်တဂရကံကနိဗ္ဗာန်ကိုမရောက်နိုင်သေးဘူးမြင်တော့မြင်ပြီအနာဂံလည်းနိဗ္ဗာန်ကိုမရောက်သေးဘူးမြင်တော့မြင်ပြီတန်တရားဝကမထွက်သေးဘူးလေသူတို့အရတ္တမေရပြီဆိုတဲ့နောက်မှာတော့တန်တရားမှာကျင်လည်စရာမရှိဘူးအဲ့ဒီကြတော့မှနိဗ္ဗာန်ကိုမျက်မှောက်
ပြည့်ပြည့်ဝပြုနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တန်တရားခီးသွားနေရင်တော့ကံကောင်းမှုအတွက်ကုသိုလ်တရားတွေကိုကြိုးစားအထောက်ရတယ်လို့တန်တရားကထွက်တဲ့နိဗ္ဗာန်ကိုသွားချင်ရင်တော့ကံတရားဟုသမျှတွေကိုဖယ်ရှားရမှာဖြစ်တယ်ကံတရားကိုဖယ်ရှားဖို့အတွက်အဓိကကံကိုတိုက်ရိုက်ဖယ်ရှားမဲ့အစားအမှန်မသိတဲ့မောဟဆိုတဲ့အဝိဇ္ဇာကိုဖယ်ရှားကြရမှာဖြစ်တယ်အဝိဇ္ဇာကိုဖယ်ရှားလိုက်လို့ရှိရင်သင်္ခါရဆိုတဲ့ကံတရားတွေဟာချုပ်ငြိမ်းသွားတယ်ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမပရိစ္ဆသမုပ္ပါအတိုင်းပဲအဝိဇ္ဇာဖယ်ရှားနိုင်အောင်ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအထောက်ပြီးအရဟတမေဆိုတဲ့ကုသိုလ်အရဟတမေမှာရှိတဲ့အသိပညာကိုရမှသာလဲအဝိဇ္ဇာသည်လုံးဝဖယ်ရှားနိုင်တာဖြစ်တယ်အဝိဇ္ဇာကိုလုံးဝဖယ်ရှားနိုင်မှကံတရားတွေဟာချုပ်ငြိမ်းမှာဖြစ်တယ်ကံတရားတွေလုံးဝချုပ်ငြိမ်းသွားမှတန်တရားဝကလွတ်ကင်းမှာဖြစ်တယ်ဆိုတော့ကိုကျင့်စဉ်အနေနဲ့ကိုစီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာဆေအတောက်ဟုသမျှတို့သည်တဝေတပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောက်အကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတိကင်းကြီးရာအစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင်းပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း